လိမ္မာလွန်းတဲ့သမီးစံထိတ်ထားကကိုပိုင်ဝင်ငွေနဲ့မိခင်ကြီးကို300ကျော်တန်းကြောက်စိမ့်နဲ့ဆွဲဝယ်ပေးခဲ့လို့ဝမ်းသာနေရတဲ့ခိုင်သိန်းကြီးမိဘတိုင်းရဲ့ဘဝမှာအလိုချင်ဆုံးဆုလက်ဆိုတာငွေကြေးဥစ္စာတွေမဟုတ်ပဲကိုမွေးထားတဲ့သားသမီးတွေတိတက်လိမ့်မှာပဲကိုပြန်လဲစောင့်ရှောက်တာကိုမြင်တွေ့ရခြင်းပါပဲဒီလိုမိဘတိုင်းတောင်းတရတဲ့ပီတီမျိုးကိုအခုချိန်မှာပြေဝခန်းစားနေရသူကတော့ပြည်သူ့ချက်အမှုပညာမင်းသမီးကြီးခိုင်သိန်းကြီးပဲဖြစ်ပါတယ်ခုဆုံးတူရီတော်သမီးလေးစံထိတ်တောင်းကလိမ္မာရေးချရှိတယ်လို့မိခင်တို့အားကိုးရယုံသားမကအခုဆိုကိုရိုင်းရှာဖွေထားတဲ့ဝင်ငွေနဲ့300ချီတန်မိုးရှိတဲ့ကြောက်စိမ့်နဲ့ဆွဲကိုဝယ်ပေးခဲ့တဲ့အတွက်ခိုင်သိန်းချီတယောက်ជីနူးပီတီဖြစ်မဆုံးဖြစ်နေရတာပါဒီနေ့ခင်မှာမိဘနဲ့သားသမီးကြားကဆက်ဆံရေးတွေကိုကြည်လိုက်ရင်စိတ်မကောင်းစရာတွေအများကြီးတွေ့ရပါတယ်သားသမီးတွေရဲ့လမ်းမရှောင်းမှုတွေကြောင့်စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်နေရတဲ့မိဘတွေဒုနယ်တွေပါပဲကိုသားသမီးကိုဘယ်လိုများထိန်းချောင်းရပါမလဲလို့တပ်ပြင်းချနေရတဲ့မိဘတွေအတွက်တော့ခိုင်သေးကြီးရဲ့သမီးလေးစံထိတ်တောင်းကအားကျစရာနမူနာကောင်းတစ်ခုပါပဲပရိသတ်တွေသိကြတဲ့အတိုင်းပဲခိုင်သိန်းကြီးရဲ့မိသားစုဟာကံကြမ္မာရဲ့လေပြောင်းကြောင်းအခက်အခဲကြီးတစ်ခုကိုရင်ဆိုင်ခဲ့ရပါတယ်။ခင်မဖြစ်သူကိုခန့်နိုင်မရှိတော့တဲ့အချိန်မှာမိခင်ဖြစ်သူမခိုင်သိန်းကြီးနဲ့အတူသမီးလေးစံထိတ်ထောင်းတို့တားမီနှစ်ယောက်တည်းဘဝကိုရုန်းကန်ခဲ့ရတာပါ။ဒီလိုအချိန်မှာသမီးလေးကလမ်းမရောက်သွားခဲ့ရင်အားကိုမရခဲ့ရင်မင်းသမီးခိုင်သိန်းကြီးအတွက်ဘလောက်တောင်စိတ်တော့ကရောက်ရမလဲဆိုတာစဉ်းစားကြည့်လို့တော့မရပါဘူး။ဒါပေမဲ့စံထိတ်တောင်ကတော့ဖခင်မရှိချိန်မှာပို့ပြီးတိတက်လိမ့်မာလာခဲ့ပါတယ်။မိခင်တွေ့တူတဲ့သောအားကိုးရဖြစ်လာခဲ့ပြီးမိသားစုရဲ့စီးပွားရေးတာဝန်တွေကိုသူ့ပခုံးပေါ်တင်ကရဲရဲဝံ့ဝံ့တာဝန်ယူနေတာပါ။တထေသမီးတယောက်ဖြစ်ပေမဲ့စံထိတ်တောင်ဟာဖခင်ရဲ့ Golden KGK Garment အထည်ချုပ်လုပ်ငန်းကိုအပေါ်စီးကနေဝင်ရောက်စီမံခဲ့တာမဟုတ်ပါဘူး။လုပ်ငန်းရဲ့အခြေခံအကျဆုံးဖြစ်တဲ့တာမန်ဝန်ထမ်းဘဝကနေစတင်ခဲ့ပြီးလုပ်ငန်းလေပတ်ပုံကိုအသေးစိတ်လေ့လာသင်ယူခဲ့ပါတယ်။အဲဒီနောက်မှာလုပ်ငန်းတစ်ခုလုံးကိုဦးစီးပြီးအောင်မြင်အောင်စီမံခန့်ခွဲနိုင်ခဲ့တာပါသူရဲ့ဦးဆောင်မှုအောက်မှာခုဆိုရင်လုပ်ငန်းတွေဟာရှင်းကားထက်ပိုမိုတိုးတက်လာခဲ့ပြီးဝန်ထမ်းတွေတောင်တိုးချက်ခံနေရတဲ့အထိပါပဲဒီလိုမိသားစုစီးပွားရေးကိုအောင်မြင်အောင်လှုပ်ဆောင်ရင်ရရှိလာတဲ့သူ့ရဲ့ကိုယ်ပိုင်လာဆောင်ကိုယ်ပိုင်ဝင်ငွေလေးတွေနဲ့အခုဆိုရင်မိခင်ဖြစ်သူအတွက်ကျေးဇူးဆက်ခဲ့ပါပြီအရာကတော့တမိုး300ချီရှိတဲ့ကြောက်စိမ့်တကတ်တရားကိုမိခင်အတွက်ဝယ်ပေးခဲ့တာပဲဖြစ်ပါတယ်ခိုင်တင်ကြီးအတွက်တော့ဒီနဂတ်ရဲ့တန်မိုးဟာကြောက်စိမ့်ရဲ့တန်မိုးထက်အများကြီးပိုပါတယ်။ဒါဟာအခက်အခဲတွေကြားတွေကနေမမမက်ရက်တွေပြီးမိသားစုကိုပြန်လည်စောင့်ရှောက်နိုင်ခဲ့တဲ့သမီးလိမ္မာလေးရဲ့ချစ်ချင်းမြတ်တာတည်တံ့မှုနဲ့စ조사မှုတွေရဲ့ပြရုပ်တစ်ခုပါပဲ။ဒီသတင်းကိုကြားသိရတဲ့ပရိသတ်တွေကလည်းသမီးလိမ္မာလေးစံထိတ်ထားကိုချီးကျူးနေကြသလိုဒီလိုသမီးလိမ္မာယတနာလေးကိုပိုင်ဆိုင်နိုင်အောင်ပြုစုပြောထောင်နိုင်ခဲ့တဲ့မိခင်ဖြစ်သူခိုင်တင်ကြီးကိုလည်းလေးစားချီးကျူးစကားတွေပြောဆိုနေကြပါတယ်။တကယ်တော့သားသမီးဆိုတော့မိဘရဲ့ရှင်ကိုအေးအမြဆုံးဖြစ်စေတဲ့ယရနာပါပဲအခုလိုခက်ခဲတဲ့ကြားကနေမိခင်ကိုပြန်လည်ဆောင်ရှောက်ပြီးကျေးဇူးဆက်နေတဲ့သမီးလေးကြောင့်ပီတိမျက်ရည်ဝဲနေရတဲ့ခိုင်တင်းကြီးတို့တားမိနေအောင်လို့အတွက်အားလုံးကပျော်ရွှင်ပေးနေကြတာပါဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောခိုင်တင်းကြီးတို့တားမိပေါ်မှာမိမိတို့အမြင်ကိုပြောသွားကြပါအောင်ရှင်